ဒီဇက်လန်က1989ခုနှစ်မှာစတင်ခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်ကမှ Income International Company ရဲ့ CEO ဖြစ်လာခဲ့တဲ့ Kevin Flynn ဟာဒီနေ့မှာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။အဲဒီနောက်နှစ်ပေါင်း30ကြာတဲ့အခါမှာတော့သူသားဖြစ်သူ Sam ဟာ Income ရဲ့အဓိက share ရှင်ဖြစ်နေပါပြီ။သူဟာကုမ္ပဏီကိုဆက်နှောက်ချင်တဲ့စိတ်နဲ့ကုမ္ပဏီရဲ့ operating system အသစ်ဆက်ကို online ပေါ်မှာအလကားတင်ပြီးဖြန့်ချလိုက်ပါတယ်။ Flynn ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပြီး Income ကအမှုဆောင်တဦးလည်းဖြစ်တဲ့ Alan Bradley ကတော့ဒီကိစ္စကိုသဘောကျနေပါတယ်။ဘာလို့လဲဆိုတော့ဒါဟာ software တွေကိုအလကားသုံးစွဲခွင့်ဆိုတဲ့ Flynn ရဲ့မူလစိတ်ကူးနဲ့ကိုက်ညီနေလို့ပါပဲ။ဒါပေမဲ့ Sam ကတော့ကုမ္ပဏီထဲကျူးကျော်ဝင်ရောက်မှုနဲ့အဖမ်းခံလိုက်ရပါတယ်။ Alan က Sam ကိုအာမခံနဲ့လာထုတ်ပေးပြီးနှစ်ပေါင်း20လုံးပိတ်ထားခဲ့တဲ့ Flynn ရဲ့ video game ဆိုင်ဟောင်းကနေ pager message တစ်ခုဝင်လာခဲ့တဲ့အကြောင်းပြောပြပါတယ်။ Sam လည်းအဲ့ဒီ game ဆိုင်ကိုတွားကြည့်တဲ့အခါကွန်ပျူတာကြီးတစ်လုံးနဲ့လေဆာတန်းတစ်ခုရှိနေတဲ့လျှို့ဝှက်မေအောက်ခန်းတစ်ခုကိုတွေ့ရှိသွားပါတယ်။ရုတ်တရက်ပဲအဲ့ဒီလေဆာက Sam ကို digital data အဖြစ်ပြောင်းလဲပစ်လိုက်ပြီး The Grid လို့ခေါ်တဲ့ကမ္ဘာထဲကိုဆွဲသွင်းသွားပါတော့တယ်။အဲ့ဒီ The Grid ဆိုတာ feeling ကိုယ်တိုင်ဖန်တီးခဲ့တဲ့ virtual reality ကမ္ဘာတစ်ခုပါပဲ။ Grid ထဲကိုရောက်သွားတာနဲ့ Sam ဟာချက်ချင်းအဖမ်းခံလိုက်ရပြီး The Games လို့ခေါ်တဲ့တင်မင်းတမန်ကစားပွဲစီပို့ခံလိုက်ရပါတယ်။အဲ့ဒီမှာသူဟာ Rinsler လို့ခေါ်တဲ့မျက်နှာဖုံးဆိုးကွန်ပျူတာ program တစ်ယောက်နဲ့တက်ခိုင်းခံရပါတယ်။တက်ခိုက်နေရင် Sam ဒဏ်ရာရပြီးသွေးထွက်လာတဲ့အခါမှာတော့ Rinsler က Sam ကို user လို့ခေါ်တဲ့လူသားတစ်ယောက်မှန်တိသွားပါတယ်။သူဟာ Sam ကို Grid ကမ္ဘာရဲ့အာဏာရှင် program ဖြစ်တဲ့ Clue စီကိုခေါ်သွားခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီ Clue ဆိုတာ feeling ရဲ့ငဲဘဝရုပ်ရည်နဲ့တပုံစံတန်တူနေတာပါပဲ။ Clue က Sam ကို life cycle ပြိုင်ပွဲထဲမှာတီလူလွယ်နီးပါဖြစ်အောင်လွတ်ပေးခဲ့ပေမဲ့ Cora ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုအချိန်မီကယ်တင်သွားခဲ့ပါတယ်။ Cora ဟာ feeling ရဲ့တပည့်တစ်ယောက်ဖြစ်ပြီး Clue ရဲ့နယ်ပြင်ပြပမှာရှိတဲ့ feeling ရဲ့ဖုံးခိုရာနေရာကို Sam ကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာ Sam လည်းသူ့အဖေ feeling နဲ့နှစ်ပေါင်းများစွာကြာပြီးပြန်တွေ့ပါတော့တယ်။ feeling ကသူ့ဟာပြည့်စုံတဲ့ကွန်ပျူတာစနစ်တစ်ခုကိုတည်ဆောက်ဖို့ကြိုးစားခဲ့တဲ့အကြောင်းကို Sam ကိုရှင်းပြပါတယ်။ဒီစနစ်ကိုဖန်တီးဖို့သူက Clue နဲ့လုံခြုံရေး program ဖြစ်တဲ့ Tron ကိုပူးတွဲဖန်တီးသူနေအဖြစ်တာဝန်ပေးခဲ့ပါတယ်။ဒီနေ့မှာသူတို့သုံးယောက်လုံးသား Grid ထဲမှာတဘာဝအလျောက်ပေါ်တိုင်းနဲ့ isomorphic algorithm မျိုးဆက်တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူတို့ကို ISO လို့ခေါ်ပြီးဒီ ISO တွေကလူလို့ရလျှို့ဟက်ချက်ပေါင်းစွာကိုဖြည့်ရှင်းပြီးနိုင်တဲ့အစွမ်းနေရှိနေခဲ့ပါတယ်။ဒါပေမဲ့ Clue ကတော့ ISO တွေကိုပုံမှန်မဟုတ်တဲ့အရာဖြစ်သတ်မှတ်ပြီး feeling ကိုတက်စာဖောက် Tron ကိုတက်ဖြတ်ပြီး ISO အားလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ကမ္ဘာတစ်ခုကြားကူးတန်းသွားလာကိုဝယ်ပေးတဲ့ portal ကလည်းအဲ့ဒီချိန်မှာပဲပိတ်သွားလို့ feeling ကဒီစနစ်ထဲမှာပိတ်မိခဲ့ရပါတယ်။ Alan ကို message ပို့ခဲ့တာတကယ်တော့ Clue ပါပဲ။သူ့ရွယ်ချက်ကအပြင်လောကတစ်ယောက်ကို Grid ထဲဆွဲခေါ်ပြီး portal ကိုအချိန်အကန့်အသတ်နဲ့ပြန်ဖွင့်ဖို့ပါ။ဒီ portal ကိုဖြတ်သွားဖို့အထောက်အကူတစ်ခုက Grid လုံးဝရဲ့ master key ဖြစ်တဲ့ feeling ရဲ့အထောက်အထားဖြိုက်ကိုသုံးဖို့လိုအပ်ပါတယ်။ဒါကြောင့် Clue ကအခုရောက်လာတဲ့ Sam ကသူ့အဖေ feeling ကို portal စီကိုခေါ်လာပြီလို့မျှော်လင့်နေခဲ့တာပါ။အဲ့ဒီခါကျမှသူက feeling ရဲ့ disk ကိုလူယူ portal ကိုဖြတ်ပြီးလူလောရတဲ့ကိုထွက်သွားပြီးသူ့ရဲ့ပြည့်စုံခြင်းဆိုတဲ့အတွေးခေါ်ကိုလူလောရကြီးပေါ်မှာအတင်းကျပ်သွင်းသွင်းချင်နေတာပါ။ Sam ကတော့သူ့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး Clue ရဲ့နယ်ပြင်ထဲကိုပြန်သွားခဲ့ပါတယ်။သူက Jam လို့ခေါ်တဲ့ Siren ရဲ့အကူအညီနဲ့ Zeus လို့ခေါ်တဲ့ program ကိုလိုက်ရှာနေပါတယ်။ End of the Line Club ဆိုတဲ့ club တစ်ခုကိုရောက်တဲ့အခါ club ပိုင်ရှင်ကသူကိုယ်တိုင် Zeus ဖြစ်တဲ့ကြောင့်ခေါ်ပြီးချက်ချင်းပဲ Sam ကိုတက်စာဖောက်ပြီး Clue ရဲ့အဆောင်တွေကိုခေါ်လိုက်ပါတယ်။အဲ့ဒီမှာတိုက်ခိုက်မှုဖြစ်ပြီး feeling ကသူ့သားကိုလာခဲ့တယ်။ဒါပေမဲ့ Cora ကဒဏ်ရာအပြင်းထန်သွားခဲ့ပါတယ်။အပြင် Zeus က feeling ရဲ့ disk ကိုပါခိုးယူသွားနိုင်ခဲ့ပါတယ်။ Zeus က feeling ရဲ့ disk ကိုသုံးပြီး Clue နဲ့ညှိနှိုင်းမှုစူးစမ်းခဲ့ပေမဲ့ Clue ကညှိနှိုင်းမနေတော့ပဲ club တစ်လုံးကို Zeus နဲ့ Jam တို့နဲ့အတူဖျက်ဆီးပစ်လိုက်ပါတယ်။ feeling နဲ့ Sam တို့ကတော့ Solar Sailor လို့ခေါ်တဲ့တည်ယူပို့ဆောင်ရေးရန်တစ်ခုပေါ်ကိုခိုးတက်ပြီးထွက်ပြေးခဲ့ပါတယ်။ရန်ပေါ်မှာပဲ feeling ကဒဏ်ရာရနေတဲ့ Cora ကိုပြန်ကူးတာပေးပြီး Cora ကတကယ်တော့နောက်ဆုံးကျန်ရှိတဲ့ ISO တစ်ယောက်ဖြစ်တဲ့အကြောင်းဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့သူတို့စီးလာတဲ့ရန်ကို Clue ရဲ့စစ်တင်ပေါ်ကြီးကလမ်းကနေဖြတ်တားလိုက်ပါတယ်။အချိန်ဒီမဟန်တော့တာနဲ့ Cora ကအယုံလဲဖို့အရေး Rinsler ရဲ့လက်ထဲကိုအဖမ်းခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲ feeling က Rinsler ကိုမြင်ပြီးမှတ်မိသွားပါတယ်။သူကတခြားသူမဟုတ်ပဲ Clue ကတက်လို့မသေးပဲအုံနောက်ထဲအချက်လက်အသစ်တွေပြန်ထည့်ပေးထားတဲ့ reprogram Tron ကိုယ်တိုင်ဖြစ်နေပါတယ်။ Sam က Clue ရဲ့တင်ပေါ်တွေကိုခိုးဝင်ပြီး feeling ရဲ့ disk ကိုပြန်ယူပြီး Cora ကိုလည်းကယ်ထုတ်သွားခဲ့ပါတယ်။ဒီအချိန်မှာ feeling ကလည်း light fighter တစ်စီးကိုသိမ်းပိုင်လိုက်ပါတယ်။ Clue, Rinsler နဲ့အဆောင်တွေက light jets တွေနဲ့သူတို့သုံးယောက်နောက်ကိုအပြင်းထန်လိုက်နေပါတယ်။လိုက်နေရင်လည်းပဲ Rinsler ဟာသူ့ရဲ့အတိတ် Tron ဘွားကိုပြန်သတိရလာပါတယ်။သူကတမန်နီနဲ့ပဲ Clue ရဲ့ jet ကိုဝင်တိုက်လိုက်ပြီးအောက်မှာရှိတဲ့ Sea of Simulation ပင်လယ်ပြင်ထဲကိုကျသွားပါတယ်။ Clue ကတော့ portal စီမှာကြံတဲ့သူတွေကိုလာပြီးရင်ဆိုင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှ feeling ကသူ့ရဲ့ digital ပုံစံတစ်ကွာဖြစ်တဲ့ Clue နဲ့ပြန်လည်ပေါင်းဆက်ပြီး Clue နဲ့အတူသူ့ကိုယ်သူပါဖျက်ဆီးအဆုံးသတ်သွားပါတော့တယ်။တကယ်တော့ Cora က feeling နဲ့ disk တွေကိုကြိုပြီးလဲလွဲထားခဲ့တာပါ
သူမ feeling ရဲ့ this assist ကို Sam ကိုပေးပြီးသူတို့နှစ်ယောက်ဟာ portal ကနေတကယ်လောကကြီးတဲ့ကိုအတူတကွထွက်လာမလွတ်မြောက်လိုက်ခဲ့ပါတယ်သူတို့ထွက်လာတဲ့တပြိုင်နက် feeling ရဲ့စတိတ်ကြီးမှုကြောင့်ထစ်လာတဲ့ကြီးမားတဲ့ပောက်ကွဲကြီးတစ်ခုက Sea of Simulation တစ်ခုလုံးကိုပြားဝတွားစေခဲ့ပါတယ် feeling ရဲ့ game ဆိုင်ထဲကိုပြန်ရောက်တဲ့အခါ Sam က grid စနစ်တစ်ခုလုံးကို backup ယူပြီးပိတ်ချလိုက်ပါတယ်အဲ့ဒီနောက်သူက Alan ကို income company ကိုသူပြန်လဲဥဆောင်မယ် Alan ကို Bukuwe ဥခရာခီခန့်ထားမယ်လို့ပြောလိုက်ပါတယ်ဇလန်အဆုံးမှာတော့ Sam ကကိုရာနဲ့အတူသူ့ရဲ့ motorcycle ကိုစီးနှင်းပြီးနေထွက်ချိန်ရဲ့အလင်းရောင်တွေကိုထွက်သွားခဲ့ပါတော့တယ်အဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါတယ် channel လေးကို like and subscribe လုပ်တော့ပေးခဲ့ကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့